ကျွန်တော်ရဲ့တွဲဘက်ပညာသင်သင်တန်းသားဝယ်လာတဲ့ဒီကြောက်လေးကိုကျွန်တော်တို့ပညာသင်ညီကိုတွေအားလုံးရှိမှာပဲကျွန်တော်တို့ဝယ်ဖြတ်သွေးပေါ့ဗျာအချောတဲ့အပွင့်ရတဲ့အထိကိုလိုက်ပုံလိုက်နေလေးတွေရှင်းပြပေးတာဖြစ်ပါတယ်ဗျာစိတ်ဝင်စားအစားဆုံးကြည့်ပေးပါဗျာ2လပိုင်း20ရက်နေ့မှာလည်းသင်တန်းအပ်နိုင်ပါတယ်လို့ဝယ်လာပြီဒီလိုဝင်တဲ့အချိန်မှာကြောက်သူပြောသူကြောက်မှာမလေးနေမကဲမင်္ဂလာပါဗျာအမတီရှူးလေးတော့နော်ရှူးရောလိုက်ထားတယ်ဒီကိလေးရပါထူရလဲကြောက်မျိုးလေးရတယ်ဆိုပါဦးနော်ကြောက်မျိုးတန်းတော့ကောင်းတယ်နော်ကြောက်မျိုးတန်းတော့ကောင်းတယ်ဟောတော့ခန်းကြီးပဲကြည့်ရဒီထိပ်ပွေးလေးကတော့အပွင့်ရတာပေါ့နော်ဒီနေ့ဒီဘက်လေးတွေနည်းနည်းရော့တယ်ခွန်ကတော့ဒီဘက်ကကျတော့ခွန်တမျိုးဒီဘက်ကခွန်တမျိုးလေးဖြစ်သွားတယ်နော်အဲတော့ဒီဘက်သားနဲ့ဒီဘက်သားနဲ့တော့မညီဘူးပေါ့ဗျာနော်ဒီဘက်ချမ်းလေးပဲအပွင့်ရမယ်ဒီထိပ်ဒီနားလေးပဲဒီတော့လေးတွေပဲနော်အဲ့ထိပ်ဝင်အဲ့နားမှာအနာလေးတော့ပါတယ်နော်တော့ကွန်ပို့ထားတဲ့နေရာလေးမှာအနာလေးကိုရှိုးပို့ထားတာဟုတ်လားအနာလေးကိုရှိုးပို့ထားတာအရွယ်ကြီးရတော့ဟုတ်တယ်သူကဒီနားလေးတွေโอเคပါဟုတ်ပါတယ်အဲဒီထိတ်လေးရင်ဖဲ့လိုက်ဖဲ့ပြီးတော့မှဒီဖဲ့ပြီးဒီအခွန်လေးရင်ပို့ကြည့်လိုက်ဒါအောက်ပိုင်းကရော့မှာနော်ဟုတ်ကဲ့ဟောင်းကျင်တော့တက်ပါလေးရင်လက်ခံလိုက်ဒါအနာတဲ့ဟိုအနာလေးနော်အဲ့ဒါပါကြောက်ကတော့ဒီလိုမျိုးဆိုအဲ့ဒါအနာရအဲ့ဒါကလာမကြီးတော့လားကြောက်တာမကြီးဘူးနော်ကျွန်တော်ရှင်းမှာပြောထားသလိုပဲအခွန်ရောင်ကာလာမကြီးချင်းကြောင့်ကြောက်သားနှစ်ပွင့်ရမကြီးဘူးဗျတစ်ချက်ကြည့်ပါဗျအပွင့်လေးတွေအခုဒါချောတဲ့မှာလဲဒုကာလာထွက်လာတယ်ပေါ့ဗျာအခုလိုမျိုးသုံးသပ်နိုင်ဖို့ကျွန်တော်စီမှာကြောက်စင်းတင်တန်းတက်လို့ရပါပြီဆိုတဲ့အကြောင်းလဲသတင်းကောင်းပါအပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်